안녕하세요, 여러분. 디니가 여러분도 코리아 사비 따라이 파트에 강라. 코리아 루မျိုး바로 어따면 쳐다래. 코리아 사고 치열이 라비에 두이가 마냐송가 어떤 사파다 보노. 어떤 사파다마 슬로마운 다이 떨로니 파트에 소루시. 디 코리아 루မျိုးပြော어떤 점유 더바와 어떤 점유 참라오 보노. 니지 어떤 점유 참라오. 바로 참라래 소루시. 진이도 마이고 지라야. ပထမဆုံးဒီစကားလုံးလေးကိုတစ်လုံးချင်းစီဖတ်မယ်ဆိုလို့ရှိရင်တော့ဘယ်လိုတန်းထွက်မလဲဆိုရင်여러분ဖတ်ကြည့်ပါဦး한국어ဆိုပြီးတော့တန်းထွက်မှာ한국어ဒါပေမဲ့ကိုရီးယားစာရဲ့ဘာလို့ဒီလိုမျိုးတကယ်ဖတ်ရမယ့်အတန်းထွက်ကတော့한국어ဆိုပြီးတော့အတန်းထွက်တယ်한국어ဘာလို့လိုမျိုးထွက်တာလဲဆိုလို့ရှိရင်ဒီကိုရီးယားစာမှာအသက်ဘတ်ချင်းရဲ့နောက်မှာဘတ်ချင်းမှာဒီအတ္တရလေးပါလာရဲဆိုလို့ရှိရင်ရှေ့ကအသက်ကအတန်ကိုနောက်ကစလုံးရဲ့နေရာမှာအစားသွင်းပြီးတော့ဖတ်ပြရတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီမှာဟန်ကုမှာအသက်တန်ခါအတန်လေးပါရဲဟုတ်အဲ့ခါအတန်လေးကနောက်ကစလုံးလေးနဲ့တွားပြီးတော့အစားထိုးပြီးတော့ဒီအနေရာလေးမှာအစားထိုးပြီးတော့ဖတ်ရတယ်အဲ့တော့ဒီအနေရာလေးမှာခါလေးကိုအစားထိုးလိုက်တော့ဟန်ကုခေါ်ဆိုပြီးတော့အတန်ထွက်ဖြစ်သွားတယ်အဲ့လိုလေးနောက်တက်ပြီးတော့အတန်ဆက်ပြီးတော့ဖတ်ပြရမှာပါဟုတ်ပြီအဲ့ဆိုလို့ရှိရင်နောက်တစ်လုံးကိုကြည့်လိုက်ရအောင်နောက်တစ်လုံးက jeep ဆိုရဲစကားလုံးလေးနော်ဒါလေးကိုတစ်လုံးချင်းနေထပ်မယ်ဆိုလို့ရှိရင်တော့ jeep ဆိုပြီးတော့အတန်ထွက်တာအဲ့တော့ဒီမှာခုနပြောထားတဲ့အတိုင်းဆိုလို့ရှိရင်ဒီတရအတရရဲ့အရှိလေးမှာပါတဲ့ဂတ်ဘာတက်ကလေးကိုနောက်မှာဒီအနေရာလေးမှာစားထုတ်ပြီးဖတ်မယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်မှာလဲကြည့်ပဲဟုတ်တယ်ကြည့်ပဲဆိုပြီးတော့အတန်ထွက်မှာအတန်လေးဆက်ဖတ်တဲ့နည်းပေါ့နော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်한국어ကြည့်ပဲတန်ထွက်တယ်မလားဟုတ်ပြီအဲ့ဆိုလို့ရှိရင်နောက်တစ်လုံးလေးကိုကြည့်လိုက်ရအောင်နောက်တစ်လုံးက oat နဲ့ e လေးနဲ့အတန်ထွက်မယ်တစ်လုံးချင်းနေထွက်မယ်ဆိုလို့ရှိရင်တော့ oat e သူ့ရဲ့စလုံးအတန်ရေးတော့အမှန်ဖတ်တော့အတန်ဆိုတလို့မျိုးဒီအစအတန်လေးကဒီ e လေးနဲ့ပေါင်းလိုက်တဲ့အချိန်မှာအတရာလေးနေရာမှာအစားထိုးပြီးပေါင်းလိုက်တဲ့အချိန်မှာ oat e လို့မဖတ်တော့ဘဲနဲ့ oshi ဆိုပြီးတော့ဖတ်တယ် oshi ဆိုပြီးတော့ဖတ်ပါတယ်ကဲဟုတ်ပါပြီဆိုလို့ရှိရင်တော့နောက်ဆုံးတစ်လုံးလေးကိုကြည့်လိုက်ရအောင်ပါနောက်ဆုံးတစ်လုံးလေးကသူ့တစ်လုံးချင်းနေဖတ်မယ်ဆိုလို့ရှိရင် il ဆိုပြီးတော့ဖတ်ပါဒါပေမဲ့ဒီ ra တက်ကလေးကဒီအနေရာလေးမှာအစားထိုးပြီးတော့ဖတ်လိုက်မယ့်အချိန်မှာ il ဆိုပြီးတော့ဖြစ်သွားတယ်ဟုတ်ပြီဆိုလို့ရှိရင်ခြေကိုနောက်စဆုံးတစ်ခါလောက်ပြန်ပြီးတော့ဖတ်ကြည့်အောင်한국어 집에 오시 일요일ဟုတ်ပြီဆိုလို့ရှိရင်တော့ကိုရီးယားလူမျိုးတွေရဲ့အတန်တက်တဲ့စနစ်ကလေးကဒီအတ္တရာလေးရဲ့အရှိမအသက်တန်လေးပါလာရဲဆိုလို့ရှိရင်တော့အဲ့အသက်တန်လေးကိုဒီအတ္တရာလေးနေရာမှာအစားသွင်းပြီးတော့ဖတ်သွားမှာဖြစ်ပါတယ်။ကဲဆိုလို့ရှိရင်တော့အတန်ဆက်ဖတ်တဲ့နည်းလေးကိုရောဘုံတို့ရသွားမယ်လို့မျှော်လင့်ပါတယ်။ဆိုလို့ရှိရင်တော့နောက်ထပ်ဗီဒီယိုလေးမှာပြန်ပြီးတော့တွေ့ပါမယ်။ Bye bye ။여러분ကိုပြောပြချင်လေးတစ်ခုရှိပါတယ်။အဲ့ဒါလေးကတော့ရုံးဆေး level မှာဆိုလို့ရှိရင်တော့ဒီလိုမျိုးအတန်တက်တဲ့ rule လေးတွေကိုအခန်းတိုင်းမှာစနစ်တကျအခြေကထည့်သွင်းပြီးတော့သင်ကြားပေးတတ်မှာဖြစ်ပါတယ်။တဦးချင်းအနီးကပ်1-on-1သင်ယူတဲ့အချိန်မှာကျောင်းသားတွေရဲ့အတန်တက်ကိုဆရာမကနေပြီးတော့တိုင်းနာထောင်ပြတစ်လုံးချင်းပြင်ပေးနိုင်တာကြောင့်မလို့အမှားနေပြီးတော့အမြင့်ဆုံးတက်လာစေပါတယ်။အဲဒါကြောင့်မလို့ကိုရီးယားစာကိုစံပြအတန်ထွက်မျိုးနဲ့ပြောတတ်ချင်နေဆိုလို့ရှိရင်တော့ချက်တန်လေး1-1တန်လေးကနေပြီးတော့စောင့်ကြည့်နေပါတယ်လို့သင်ကပါလိုက်ပါစေရှင်။